While the world looks away, 55 million people in Myanmar are trapped in a living hell. This is not just news, it is a foolish man-made disaster. Every day, precious young lives are lost. Villages are burned, and even schools and hospitals are being bombed. Sacred sites are destroyed with excessive, brutal force. A resource-rich nation has been pushed into poverty by over 70 years of military dictatorship. Coups have overshadowed the will of the people for decades. From the elderly and nursing mothers to children, famous artists, and experts from all fields, every layer of society rose as one to reject this injustice. Across the nation, they shouted with one voice, "No to injustice." But those voices were met with brutal force. Countless have been killed or imprisoned. Can't count how many people are now fighting for survival against silent torture within their own land. Even now, innocent children are dying. This isn't just killing people. It's the systematic murder of a nation's future, fueled by one man's greed for power. On March 30, 2026, a sham parliament will be held. Pretend representatives, hand-picked by the dictator himself, will appoint the general, still in his uniform, as president, in a deceptive ceremony. To world leaders, this is not just apolitics, it is a crime against humanity. The world may have forgotten, but we can no longer remain silent against injustice. Please, listen to our voices. We believe that change must start from within. We promise these sacrifices will not be in vain. With wisdom and unity, we will rebuild. Stand with us, because what happens in Myanmar matters to the world. ကဘာကြီးကတခြားနေရာတွေကိုအာရုံစိုက်နေချိန်မှာဗမာပြည်ရဲ့55တန်းသောပြည်သူတွေအတွက်တော့ငရဲခန်းကမလွတ်မြောက်သေးပါဘူး။ဒါဟာတည်င်းတစ်ပုတ်တက်တက်မဟုတ်ပါဘူး။မိုင်မဲယူတတူတယောက်ကြောင့်ဖြစ်ရတယ်။လူလောက်ကံပြီးတစ်ခုပါပဲ။နေတိုင်းဖိုးတန်တဲ့လူငယ်တွေရဲ့အသက်တွေလေဟတ်တဲ့ဆုံးရှုံးနေရတယ်။ရွာလုံးကျမီးရှို့ဖြစ်စီခံရတော့နေရဆုတ်ခွာပြေးနေရတယ်လို့စာတင်ကျောင်းနဲ့ဆေးရုံတွေပေါ်မှာချင်ဘုံကျက်ခံနေရတယ်။ဘာသာရေးအဆောက်အဦတွေပါအင်အားအလုံးစုံတော့ဖြည့်ဆည်းခံနေရတာပါ။အဖို့တန်သဘောအရေးကြီးပေါ်များပြီးချမ်းသာနိုင်တဲ့နိုင်ငံတစ်ခုပါ။နှစ်90ကျော်လက်ဆင့်ကမ်းအာဏာလက်ဝဲကြီးအုပ်ထားတဲ့စစ်တပ်ကြောင့်ဆင်းရဲမှုတွေကိုတွန်းချခံခဲ့ရတယ်။ပြည်သူရွေးချယ်တဲ့အစိုးရတဲ့လက်နက်အားကိုအာဏာသိမ်းမှုတွေကပိုများခဲ့တယ်။အာဏာလူယူမှုတက်ကြီးရွယ်ဦးတွေတားတယ်မိခင်တွေလူမမှန်ကလေးငယ်တွေကစပြီးထင်ရှားကြော်ကြတဲ့နယ်ပယ်အသီးသီးကပညာရှင်ကြီးများအထိလူထုလူသားစားအလှော်အသီးသီးကလုံးဝလက်မခံကြောင်းပြသခဲ့ကြပါတယ်။တနိုင်ငံလုံးကတန်လဲဟစ်ကြည့်ခဲ့ကြတယ်။မတရားမှုကိုလက်မခံဘူးလို့ပေါ့။ဒါပေမဲ့အဲ့ဒီအတန်တွေကိုအင်အားနဲ့အကြမ်းဖက်နှိပ်ကွပ်ခဲ့ထောင်ချခံရသူတွေတေဆုံးသွားသူတွေရဲ့အရေးအတွက်ကိုတော့မရွတ်တွက်နိုင်တော့ပါဘူး။အိမ်တွင်းမှာတန်တိတ်ကြိတ်နှိပ်စက်ခံနေရတဲ့ပြည်သူတွေဟာသူတို့ကိုသူတို့ကောက်လို့တိုက်ပွဲဝင်နေကြရတယ်။ယနေ့အချိန်ထိလူမမှန်ကလေးငယ်တွေကမတည်တင့်ပဲတည်နေရတာကိုမြင်နေရစေပါ။ဒါလူတွေကိုပဲတတ်နေတာမဟုတ်ဗမာပြည်ရဲ့အနာဂတ်ကိုပါစနစ်ကျတပ်ဖြတ်နေတာပါဖြေကတော့ရှင်းပါတယ်တူတယောက်ရဲ့လောဘနဲ့အာဏာတက်မှုကြောင့်ဖြစ်နေရတာပါလာမယ့်2026ခုနှစ်မတ်လ30ရက်နေ့မှာအတူရောက်သမရယူဖို့လုပ်လို့မှာပါသူကိုယ်တိုင်ဆေလွတ်ထက်သွင်းထားတဲ့ပြည်သူကိုလုံးဝကိုစားမပြုတဲ့ကိုယ်စလဲဆိုသူတွေကနေစစ်ဝတ်ဆောင်အောင်ချွတ်ရတဲ့သူသမရဖြစ်တင်မြောက်လိုက်ပါလေဆိုတဲ့လိန်ညာဘုတ်ကိုလုပ်ကြတော့မှာပါကမ္ဘာခေါင်းဆောင်တွေကိုသိစေချင်တာပါဒါဟာနိုင်ငံရေးတက်တဲ့မဟုတ်တော့ပါဒါဟာလူသားဖြစ်တည်မှုကိုကျူးလွန်တဲ့ရာဇဝတ်မှုပါကမ္ဘာကြီးကမေ့နေပြီပဲကျွန်တော်တို့ကတော့မတရားမှုတိတ်ဆိတ်နေခွင့်မပေးနိုင်တော့ပါကျွန်တော်တို့ရဲ့အတန်တွေကိုတစ်စိတ်တော့နားဆိုင်ထောင်ပေးကြပါပြောင်းလဲမှုပြည်တွင်းမှာကလုံးရောက်နေလို့ယုံကြည်ပါတယ်
ဆုံးရှုံးသွားတဲ့အသက်တွေအတွက်အချီးနှီးမဖြစ်စေဖို့ရည်ရွယ်ပါတယ်။ဉာဏ်ပညာနဲ့စီးလုံးမှုပေါင်းစုပြီးအနာဂတ်ကိုပြန်တည်ဆောက်တယ်။တင်းတို့လည်းပတ်ဝန်းကြပါ။ဘာလို့လဲဆိုတော့ဗမာပြည်မှာဖြစ်နေတာတွေဟာတစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တယ်။ကမ္ဘာနိုင်ငံအသီးသီးရောက်ဗမာနိုင်ငံသားအားလုံးကိုလည်းပါဝင်ပံ့ပိုးပေးကြဖို့နှိုးဆော်ပါတယ်။ကျေးဇူးတင်ပါတယ်။နဲ့သက်ဆိုင်တယ်။ကမ္ဘာနိုင်ငံအသီးသီးရောက်ဗမာနိုင်ငံသားအားလုံးကိုလည်းပါဝင်ပံ့ပိုးပေးကြဖို့နှိုးဆော်ပါတယ်။ကျေးဇူးတင်ပါတယ်